အာသာချစ်သူပေးသမျှအလုံးမင်္ဂလာပါဆိုသူလည်းမလို့ချူဆိုပါတယ်မင်းညာကံသွားတဲ့ကလပ်ဝေါ်ကတ်ရဲ့ရှုံးရွက်တဲ့အဆင့်တွေမှာပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ PSG နဲ့ Inter Miami Flamengo နဲ့ Bayern Munich အသင်းတွေရဲ့ပွဲစဉ် review လေးကိုမျှဝေပေးချင်ပါတယ် PSG အသင်းကတော့ UEFA Champion League ရထားတဲ့ခြေစွမ်းမျိုးတွေနဲ့ဒီပွဲမှာလည်းဆက်လက်ပြီးတွေ့ခဲ့ရတယ်လီယိုနယ်မက်ဆီတို့ဘူစကွတ်တို့အတွေ့အကြုံဘယ်လောက်ပဲရှိပေမဲ့လက်ရှိပြည်သစ်တင်းရဲ့လူငယ်ကစားသမားစုဖွဲ့မှုနဲ့ Luis Enrique ရဲ့ဒီစနစ်ပိုင်းတွေကိုပေါင်းလိုက်တဲ့အခါမှာဒီနေ့ပွဲမှာဆိုရင်တော့ Champions League Final မှာတွေ့ခဲ့ရတဲ့ခြေစွမ်းမျိုးတွေနဲ့ PSG တင်းကပြန်လဲတွေ့မြင်ပြီးဆော့ကစားသွားပါတယ်ဒီပွဲမှာတော့ PSG တင်းရဲ့ကွင်းလဲကိုလုံးဝမရှင်နိုင်ပဲနဲ့Inter Miami ကအခွင့်အရေးအနှဲငယ်လောက်သာရရှိပြီးတော့ပွဲကို PSG ကလွှမ်းမိုးသွားပါတယ်ဒီပွဲမှာ PSG ရဲ့လူငယ်စားသမားတွေရဲ့မြန်နှုံးတွေကျွမ်းကျင်မှုတွေကို Inter Miami နောက်တန်းမခုတ်ခိုင်းတဲ့အတွက်ဂိုးပြတ်နဲ့ပဲရှုံးနေသွားတာဖြစ်ပါတယ်မက်ဆီဆိုရင်လည်းဒီပွဲမှာအပိုင်ခွင့်အများကြီးကန်ခွင့်လှုပ်ခွင့်တော့မရအောင် PSG တင်းကလည်းထိန်းချုပ်သွားတယ်PSG တင်းရဲ့ဂျောင်နာဗတ်တို့ဗင်တင်ဟာတို့ဖာဗီယန်ရိုးဝစ်တို့ရဲ့ဝင်းလေရဲ့ထိန်းချုပ်မှုကြောင့်အင်တာမီယာမီတင်းဒီပွဲမှာဘလို့မှမရှင်းနိုင်ဘဲနဲ့ရှုံးနေသွားတာဖြစ်ပါတယ်။ဘိုင်ယန်မြူနစ်နဲ့ဖလာမင်ဂိုပွဲရတော့ဘရာဇီးတင်းတွေကဥရောပတင်းတွေကိုတကယ်ဒုက္ခပေးခဲ့ပါတယ်။ဘွန်ဒလီဂါရွှေဗနိုက်ချန်ပီယံဟယ်ရီဂိမ်းရဲ့ခြေစွမ်းနေကြောင်းဒီပွဲမှာဘိုင်ယန်မြူနစ်ကအနိုင်ကိုAACC ထိမ်းပြီးကစားသွားပါတယ်ဖလာမင်ဂိုကနောက်ကလိုက်ကစားပေမဲ့ဘိုင်ယန်မြူနစ်ရဲ့တိုက်စစ်မှုဟယ်ရီကင်းရဲ့အဆုံးသက်တွေကိုဘလို့မှမကာကွယ်နိုင်တဲ့အတွက်ဒီပွဲမှာဂိုးပြတ်နဲ့ရှုံးနေသွားတာဖြစ်တယ် 3-2 နဲ့မှာပွဲစဉ်ကအကျိတ်နဲ့ဖြစ်ခဲ့တယ်ဂျော်ဂျီယိုရဲ့ပန်နယ်တီခြေပကူးနဲ့ 3-2 ဖြစ်ပြီးတော့ဖလာမင်ဂိုကနောက်ကလိုက်ကစားပေမဲ့မထင်မဲ့ပဲဟယ်ရီကင်းရဲ့ဘီကုတ်ထိတ်ကနေဘောလုံးလေးကိုတစ်ချက်တားပြီးတော့မြေလိမ့်မောကန်သူညာချင်းနဲ့မြေလိမ့်မောကန်သွင်းလိုက်တဲ့အဆုံးဖြတ်ရတော့ဂိုးပြတ်သွားတဲ့အတွက်ဖလာမင်ဂိုကနောက်ကနေဘလို့မှပြန်မလိုက်နိုင်တော့ဘူးဘိုင်ယန်မြူနစ်ကပဲပွဲကိုထိန်းချုပ်ပြီးဘောလုံးကင်ပြီးကစားဝိုင်းနဲ့အချိန်မှုဆွဲခေါ်ပြီးမိနစ်90တီကိုပုံဆုံးသွားခဲ့တယ်ပထမကိုရတာလဲတောင်းကန်ဘောကနေဖလာမင်ဂိုအသင်းကနောက်တန်းကစားသမားနဲ့ထီပြီး OG ပေးလိုက်ရတာစောစောစီးစီးပေးလိုက်ရတယ်တခါ9မိနစ်မှာရတဲ့ Harry Kane ရဲ့ဒီဘီဂုတ်ထိပ်ကနေရတဲ့ဘောအသားလေးပဲတစ်ချက်ဆွဲယူပြီးတော့သူကြည့်လိုက်တယ်ကန်ခွင့်ရတယ်ထင်ပြီးတော့သူဘယ်ချင်းနဲ့အပြင်းကန်ပြီးတော့ကိုသမားရဲ့ညာဘက်အောက်ခြေတောင်ကန်သွင်းပြီး Harry Kane ရဲ့ဒါဒီပွဲမှာတကူတော့အဆုံးသက်တရထိတ်တန်းတိုက်စစ်မှုတယောက်ရဲ့အရေးချင်းတွေရှိတယ်ဆိုတာကိုဒီပွဲမှာမျက်မြင်သက်သေတွေ့ရှိရတဲ့ပွဲဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကလည်းဥရောပအသင်းတွေကပဲဆက်လက်ပြီးကလပ်ဝေါ်ကပ်မှာကြီးစိုးသွားတဲ့ပွဲဖြစ်ပါတယ်။မိတ်ဆွေတို့ဒီပွဲမှာဘယ်လိုကစားသမားတွေရဲ့ကစားနည်းကစားဟန်နီးစနစ်တွေအသင်းတွေရဲ့နီးစနစ်တွေနီးပြတွေရဲ့နီးစနစ်တွေကိုကြိုက်နေတဲ့လဲကွန်မန့်လေးရေးခဲ့လို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်းlike and subscribe ခေါင်းလောင်းလေးနှိပ်ပြီးအားပေးကြပါအောင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်